အားလုံးပဲမင်္ဂလာပါရှင် Resilient Page ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ order of adjective in English အင်္ဂလိပ်စာမှာ adjective ကိုသုံးတဲ့အခါမှာဘယ်လိုမျိုး order အလိုက်သုံးရမလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့မှ sharing လုပ်ပြီးသွားချင်တာပဲဖြစ်ပါတယ်ရှင် adjective ဆိုတာကတော့ noun modifier လို့မှတ်ထားလို့ရပါတယ်။နာမ်ကိုအထူးပြုတဲ့နာမဝိသေသနာဖြစ်ပါတယ်။အဲ့တော့ noun ကိုပို့ပြီးတော့မှသိတာထင်ရှားသွားအောင်လို့အထူးပြုတဲ့စကားလုံးလေးတွေကို adjective လို့ခေါ်တာဖြစ်ပါတယ်။ adjective တွေအများကြီးရှိပါတယ်။အဲ့ဒီ adjective တွေကိုသုံးတဲ့အခါမှာဆိုရင်တော့ဒီလို order လေးလိုက်သုံးပြရမှာဖြစ်ပါတယ်။ပထမအဆုံးကတော့ opinion, size, age, shape, color, origin, materials and purpose ဖြစ်ပါတယ်။အဲ့ဒီအနောက်မှာ nouns ကိုထည့်ပြရမှာဖြစ်ပါတယ်။ဒီမှာတော့ adjective တစ်ခုချင်းစီကို example လေးတွေပြထားတာဖြစ်ပါတယ်။အစောနာဆွေးနွေးခဲ့သလိုပဲadjective တွေကိုသုံးတဲ့အခါမှာဒီအစဉ်လိုက်လေးအတိုင်းကိုသုံးပြရမှာပဲဖြစ်ပါတယ်။ဒါဆိုရင် example လေးနဲ့တူတူကြည့်ကြည့်အောင်နော်။ A beautiful small all-round red Italian leather bag. The next one is a lovely big new black Japanese car. An expensive large modern glass bedding. A cute little brown French dog. A beautiful long white silk dress. ဒါဆိုရင်တော့ဒီ example လေးတွေကိုကြည့်ပြီးတော့မှ adjective လေးတွေကိုဘယ်လိုမျိုးထားရမလဲဆိုတာကိုသိသွားမယ်လို့ယုံကြည်ပါတယ်နော် So thank you so much for your attention. See you in next video. By the way, don't forget to like and share the page.